ပတ်စံမကုန်မဲနဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာကိုယ်ဆဲကိုကိုပြန်စားစေပြီးတော့အိုမင်းရောမှုကိုတွန်းလှန်နိုင်နေဆိုတာကိုသိကြလားဒါကိုဂျပန်သိပ္ပံပညာရှင်တယောက်ကတွေးရှိခဲ့ပြီးတော့2016မှာနိုဘယ်ဆုရခဲ့ပါတယ်ဒီဖြစ်စဉ်ကို cell autophagy လို့ခေါ်ပြီးတော့ဒီလိုမျိုးကကျမတို့ခန္ဓာကိုယ်ထဲမှာလည်းသဘာဝအတိုင်းဖြစ်နေရပါဒါကဘယ်လိုမျိုးလဲဆိုရင်အိုမင်းနေတဲ့ cell တွေကသူ့ cell ထဲမှာရှိတဲ့ပျက်စီးနေတဲ့အစိတ်ပိုင်းတွေကိုဖြိုခွဲပြီးတော့တချို့ကိုစွမ်းအင်ပစ်စားသုံးတယ်တချို့ protein တွေ amino acid တွေကိုကြတော့ cell ပြန်လည်တည်ဆောက်တဲ့နေရာမှာပြန်လည်အသုံးပြုတာကို autophagy လို့ခေါ်တာပါဒီလိုလုပ်ခြင်းအပြင် cell တွေကအစ်စ်ပြန်လည်မွေးဖွားပြီးတော့လူပြိုပြီးတက်တန်းရှည်စေတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တိုင်းအောင် autophagy ကိုလုံးဆောင်မယ်ဆိုရင်ကျမတို့ကနုပြိုပြီးတော့တက်တန်းရှည်ပြီပေါ့လို autophagy ဖြစ်တာကိုပိုပြီးအားပေးဖို့ဆိုရင်တော့လူတိုင်းပြောနေကြတဲ့ intermittent fasting ဆိုတဲ့အစာဖြတ်တာကိုအနည်းဆုံး12နာရီကနေ24နာရီအတွင်းပြုလုပ်ဖို့လိုပါတယ်ဆိုလိုတာကတော့ autophagy ဖြစ်အောင်ကျမတို့ကအနည်းဆုံး12နာရီတော့အစာဖြတ်ဖို့လိုတယ်ပေါ့နော်တချို့ကတော့8နာရီအတွင်းစားပြီးတော့16နာရီကိုအစာဖြတ်ပြီးပဲတောက်ကြတယ်ပေါ့နော်တချို့ဆိုရင်လည်းတစ်ပတ်မှာ24နာရီ2ကြိမ်ကိုရချားပြီးတော့အစာဖြတ်ကြတာမျိုးလည်းရှိပါတယ်ဒါကတော့ကိုနှစ်သက်တာကိုလုပ်ပေါ့နော်ဒါပေမဲ့အလွန်ကျွံတော့မလုပ်သင့်ပါဘူးနောက်ပြီးတော့ဒီလိုမျိုးအစာဖြတ်တာကိုအစည်းချိုယောဂသည်တွေသူရင်းတကြားကြားတက်တဲ့လူတွေနဲ့ကိုဝင်ဆောင်နှုတ်တိုက်မိခင်တွေခန္ဓာကိုယ်ဖွံ့ဖြိုးစေအသက်16နှစ်အောက်ကလေးတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှပြုလုပ်သင့်ပါတယ်